စကတ်ရောက်လာလို့ပျော်နေတော့မှရှိသေးရဲ့ကွာသူနဲ့လိုက်မဲ့အင်ကြီးအဝတ်စားကိုရှာရတာတော်တော်ကိုမောသွားတယ်ပေါ့နော်ဘယ်ဟာဝတ်ဝတ်ကိုတကယ်ကိုစိတ်တိုင်းမကြတာမလိုက်ဘူးလို့ကိုခံစားရတာကွာဒါပထမဆုံးတစ်ထည့်ညီမလေးဆိုတေချာဝတ်ပြတယ်ပုံစံဒီဇိုင်းလေးကိုပေါ့နော်သူတေချာပြတယ်ပေါ့နော်အမအစင်ပြေလားလှလားပေါ့သူလှည့်ပြတယ်ဒီမှာကြည့်ဒါပေမဲ့မကြိုက်ဘူးမိသူလုံးဝမကြိုက်ဘူးမကြိုက်တဲ့ခါကျတော့အမသူကထပ်ပြီးတော့ရှာတယ်ရှာတော့ဘယ်အင်ကြီးနဲ့လိုက်မလဲပေါ့နော်သူတစ်ခုချင်းတစ်ခုပြတယ်ပေါ့နော်အမဒါလေးဆိုရင်လိုက်မလားပေါ့နော်ဒါပေမဲ့မိသူလုံးဝစိတ်တိုင်းမကြဘူးအားနဲ့သူနောက်တစ်ထည့်လုပ်တယ်ပေါ့နော်အဲ့တော့သူကြိုက်မလားဆိုโอเคဝစ်ကြည့်လိုက်အားဆိုရင်အဆင်ပြေနေကြိုက်ရင်ကြိုက်မှာပေါ့ဆိုပြီးတော့အဲ့မှာသူဝစ်ကြည့်တယ်ပေါ့နော်ဒါနောက်တစ်ထည့်မိသူတို့ try ကြည့်တယ်အားလုံးမှဒါဆို3နယ်မြောက်ဖြစ်နေပြီပေါ့နော်ဒါပေမဲ့ဒီတစ်ထည့်ပို့ဆိုးတယ်ဘလို့မှကိုမကြိုက်ဘူးဒီစကတ်နဲ့လုံးဝကိုလိုက်ဖက်နေရလို့မခံစားရအောင်အားနဲ့မိသူတို့ပြန်ချွတ်တယ်ပြန်ချွတ်ပြီးတဲ့ခါကျသူနောက်ထပ်အမရေးတဲ့ဒီဟာလေးကတော့ပေါ့နော်အရာကတော့တိတ်မစင်ဘူးတဲ့ဒါပေမဲ့ဝစ်ကြည့်လိုက်မလားဆိုအေးကော try ကြည့်လိုက်ပေါ့နော်နည်းနည်းကြိုက်ရင်လည်းကြိုက်သွားမှာပေါ့နော်ဆိုပြီးအားနဲ့ဒီကောင်ကို try ကြည့်တယ်ပေါ့နော်ဒီကောင်လည်းတော်တော်ကို try လိုက်ရတယ်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့သူကအောက်ကရင်ခံလေးကတစ်ထက်ပေါ့နော်ဒီရင်ပြက်လေးကတစ်ထက်ဆိုတော့သူကနှစ်ထပ်ဖြစ်တဲ့အခါကျတော့ပေါ့နော်အန်ကယ်ဆောင်းနေရာကြီးပါရီဆိုလို့ရှိရင်သူတေချာပြန်ပြင်နေပြင်ပြီးတဲ့အခါကျမှမိသူနည်းနည်းလေးစိတ်တိုင်းကြွားကြတော့ခါမှဒီမှာကြည့်ဒီလိုဒီဇိုင်းလေးအဆင်ပြေလားဆိုတဲ့အခါကျတော့မိသူသဘောကျသွားရပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အယောင်ကာလာကအရင်ဟက်နေလားဆိုတော့တိတ်တော့မဟတ်ဘူးဒါပေမဲ့ဒီနောက်ဆုံး4တယ်မြောက်မှပဲတကယ်ကိုစိတ်တိုင်းကြွားတော့တယ်ပေါ့နော်စိတ်တိုင်းကြမှမိသူကရှေ့ကိုထုတ်ပါတော့တယ်